ဆိုတော့ကျွန်တော်တို့ဒေသနာကျမ်းချက်လေးကိုကျွန်တော်အတူတကွနားဆင်ပြီးတော့မှဖတ်ချင်ပါလေလို့နော်ဆိုတော့ကျွန်တော်တို့ခွန်အားယူမဲ့ကျမ်းပိုက်လေးကတော့ဗာလဲဆိုတော့ယေရမိအခန်းကြီး7အငယ်9ဖြစ်ပါတယ်ယေရမိအခန်းကြီး7အငယ်9ဖြစ်ပါတယ်သင်သည်ခြေသေးတို့နဲ့ပြိုင်ပြီး၍မောလျင်မြင်းတို့နဲ့အဘေတို့ပြိုင်နိုင်မည်စိုးရင်ခြင်းမရှိငြိမ်ဝတ်စွာနေရသောပြည်၌မောလျင်ယော်ဒန်မြစ်ဂုံတည်ထဲမှာအဘေတို့ပြုတ်လိမ့်မည်ဖတ်ကြားထားသောနှုတ်ကပတ်တော်ပေါ်မှာဘုရားရှင်သာ၍ကောင်းချီးပေးပါစေဆိုတော့ကျွန်တော်တို့ဖတ်ထားတဲ့ကျမ်းပိုက်လေးကပါလဲဆိုတော့ခြေသေးတို့နဲ့ပြေးရင်အတူပြန်ပြီးရင်နော်ခြေသေးတို့ဆိုတာသိတယ်မလားကျွန်တော်တို့စစ်တပ်တွေမှာဆိုရင်တို့ခြေသေးတွေဘာလို့ရလဲပြေးရတယ်ခြေသေးတွေပြေးရတယ်သူတို့နဲ့ပြန်ပြီးရင်တင်ကမောတယ်ဆိုရင်မြင်းရထားတွေနဲ့မြင်းတို့နဲ့မြင်းသေးတို့နဲ့ပြေးတဲ့လူတွေနဲ့အတူရှင်ပြိုင်လို့ရှိရင်ဘယ်လိုလုပ်မှလဲဆိုပြီးတော့မှကျမ်းပိုက်လေးဖြစ်ပါတယ်ဆိုတော့တာယာတဲ့မြို့ထဲမှာဘာမှအခက်ခဲမရှိတဲ့ကြောက်တန်းမြို့မှာနေပြီးတော့မှမောနေလင်ဒီထက်ပိုဆိုးတဲ့မြို့ရွာထဲမှာနေရင်ဘယ်လိုနေနိုင်မလဲဆိုပြီးတော့မှကြံချက်လေးဖြစ်ပါတယ်ဆိုတော့ဒီကြံချက်လေးပုံမှာဖျားရှင်တယောက်ချင်းစီတိုင်းကောင်းချီးပေးဖို့ကျွန်တော်ဆုတောင်းဆက်ကပ်ရအောင်ဟာလေလုယာအသက်ရှင်တော်သောကောင်းကင်ဘုံ၌ရှိတော်မူသောဖာမြတ်သောဖျားရှင်ဒီနေ့ယေရမိအခန်းကြီး7အငယ်9ထဲကနေကျွန်တော်ခွန်အားယူကြမှာဖြစ်ပါတယ်ကျွန်တော်လူအနေနဲ့ကျွန်တော်မောပန်းနေလူအနေနဲ့ကျွန်တော်တို့ခက်ခဲတဲ့အချိန်တွေကြုံတဲ့အခါမှာအားငယ်စိတ်ပြတ်ဝမ်းနေကြပြီမဲ့လို့ကိုရောဖျားနှုတ်ကပတ်တော်ကပြောထားတာကတော့ခြေသေးတို့နဲ့ပြိုင်ပြီးလို့မောရင်မြင်းသေးတို့နဲ့ပြီးရင်ဘယ်လိုရှင်ပြိုင်နိုင်မှာလဲလို့မှားထားတဲ့အတိုင်းပဲကျွန်တော်တို့အသက်တာထဲမှာဒီနှုတ်ကပတ်တော်အဖြစ်တယောက်ချင်းစီတိုင်းစကားပြောတော်မူပါတန်ရှိသောဝိညာဉ်တော်ဖျားလမ်းပြပါယေရှုနာမ၌အထူးဆုတောင်းကောင်းချီးတောင်းခံကြပါဖခင်မြတ်စွာဘုရားရှင်ဆိုတော့ဒီကျမ်းပိုက်လေးကိုကျွန်တော်တို့ background လေးကိုနောက်ခံလေးကိုကျွန်တော်ကြည့်တဲ့အခါယေရမိဆိုတဲ့ prophet ရှိတယ်ဘုရားလူရှိတယ်တော့သူကဘုရားနဲ့အမြဲတမ်းဆက်ကပ်တယ်ဘုရားနဲ့အမြဲဆုတောင်းတယ်ဘုရားနဲ့ပုံမှန်နေလာတဲ့သူဖြစ်တယ်ဒါပေမဲ့သူဘေးပတ်ဝန်းကျင်ကိုကြည့်တဲ့အခါကျတော့မတရားသောသူတွေကအောင်မြင်တာကိုသူမြင်လာတယ်ဒီမကောင်းတဲ့သူတွေကနော်သူတို့ရဲ့လူချင်းတဲ့ပန်းနိုင်ကိုအောင်မြင်သွားတယ်ရောက်သွားတယ်ဆိုတာကိုသူတွေ့တယ်ဒါပေမဲ့ဘေးနာလူတွေကဖယားကိုမတိတော့ဒါပေမဲ့သူတို့ကကောက်ချစ်တယ်စင်လဲတယ်ဒါပေမဲ့လည်းဘာဖြစ်လဲသူတို့ရည်မှန်းချက်ကိုရောက်သွားတယ်ဆိုပြီးတော့မှယေရမိကဖယားစီမှာဘာလုပ်လဲတိုင်တယ်ပေါ့နော်ဖယားစီမှာညီးတွားတယ်ပေါ့ဖယားစီမှာသူ့မကျေနပ်ချက်တွေပြောတယ်ကျွန်တော်ကတော့တဲ့အမြဲတမ်းဖယားနဲ့လဲသွားလာတယ်ဖယားကြောင်းလဲသွားတယ်ဖယားစာတွေလဲရွတ်တယ်ဖယားကြိုက်တဲ့အလုပ်တွေပဲအကုန်လုံးလှုပ်လာခဲ့တယ်ဒါပေမဲ့ကျွန်တော်ထက်ကိုရောကိုမတိတဲ့သူတွေမတရားသောသူတွေကအောင်မြင်နေတယ်ဆိုတာကိုသူကဖယားကိုပြောတာဖြစ်တယ်နော်ဖယားကအငယ်9မှာပြန်ပြောလဲသင်သည်တဲ့ခြေသေးတို့နဲ့အတူပြန်ပြီးရင်မောရင်မင်းသေးတို့နဲ့ပြီးတဲ့ခါကျရင်ဘယ်လိုရှင်ပြိုင်နိုင်မှာလဲဆိုပြီးတော့မှဖယားကပြောထားတာဖြစ်တယ်။တာယာနေတဲ့မြို့လေးတွေမှာနေပြီးတော့မှပင်ပန်းမောစိတ်တကြနေလို့ရှိရင်ဒီဖက်ခက်ခဲတဲ့မြို့မှာနေရင်ဘယ်လိုလုပ်မှာလဲဆိုတော့ဖယားကသူ့ကိုဇွဲမလျှော့ဖို့ဖယားသူ့ကိုစိတ်ဓာတ်မကြဘူးဖယားမှားထားတာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ယေရမိကကျွန်တော်တို့အသက်တာထဲမှာသူကတော့
အရန်အောင်မြင်ချင်တာပေါ့အရန်ကြီးပွားချင်တာပေါ့အရန်လဲဖရာရဲ့ကောင်းကြီးတွေတပုံနဲ့ခံစားချင်တာပေါ့နော်ဒါပေမဲ့လို့သူ့မှာဖရာကတခါတည်းအဲ့လိုပေးမထားဘူးဘာတွေကိုဖြတ်တန်းခိုင်းလဲဆိုတော့မှခက်ခဲချင်းကြိုင်ဝိုင်းတို့နော်လမ်းကတဖြောင်းထဲမသွားခိုင်းမနဲ့ဒီခက်ခဲတွေကိုသူကစာမီးပွဲဖြီခိုင်းတာဖြစ်တယ်ဆိုတာကြောင့်တွေ့ရဘာလို့ဘူးလဲဆိုတော့ဒီနေ့အခက်ခဲကမနဲ့ဖြန်အတွက်အောင်မြင်ခြင်းဖြစ်တယ်ဆိုပြီးတော့မှဘုရားသူကိုခွန်အားပေးတာဖြစ်တယ်ဆိုတော့ခက်ခဲခြင်းကိုမကြော်ဖြတ်ပဲအောင်မြင်ခြင်းရသွားတဲ့အခါမှာကျွန်တော်တို့ဒီအနှစ်သာရကိုကျွန်တော်မတွေ့နိုင်ဘူးပေါ့နော်ဆိုတော့အောင်မြင်ခြင်းအစစ်မှန်လဲကျွန်တော်မတွေ့နိုင်ဆိုတော့ဘုရားအလိုရှိတာကတော့သူရဲ့လမ်းခီးကတော့ခက်ခဲမှုကိုဖြတ်ရမယ်အဲ့ဒါကိုယုံကန်ပြီးတော့မှရလာတဲ့အသီးကိုပဲဖယားကလွတ်ချင်တာဖြစ်တယ်ဆိုတဲ့ဟာလေးကိုဒီနေ့ကျွန်တော်တို့တွေ့ရတာဖြစ်တယ်ဆိုတော့ကျွန်တော်တို့စာမင်းပွဲတွေဖြည့်တဲ့ခါမှာလည်းဘယ်လိုကြုံတွေ့ရလဲကျွန်တော်ဒီမှာစာမင်းပွဲဖြည့်တဲ့သူတွေလည်းရှိနိုင်တာဖြစ်တယ်နော်ဆိုတဲ့ခါကျတော့ကျွန်တော်တို့စေတန်းတို့ဘာလို့ဒီတက္ကသိုလ်တို့ကျန်းစာကျောင်းတို့ကျွန်တော်စာမင်းပွဲဖြည့်တဲ့ခါမှာဘယ်သူမှဒီလွယ်ကူစွာနဲ့ဘယ်သူမှမကြော်လွားဘူးပေါ့နော်ကျွန်တော်တို့ဖြတ်တန်းရတယ်စာကျက်ရတယ်အေးကြီးပြတ်စွာကျွန်တော်ပညာတွေသင်ယူရတယ်ခက်ခဲတဲ့အရာတွေအကုန်လုံးလုပ်ပြီးမှကျွန်တော်တို့နောက်ဆုံးစာမေးပွဲဖြေတဲ့အခါမှာကောင်းကောင်းမွန်မွန်နဲ့ဖြေနိုင်တယ်အောင်မြင်ခြင်းရတယ်ပေါ့နော်ထို့အတူပဲကျွန်တော်တို့ sport အားကစားသမားတွေကိုလည်းကျွန်တော်တို့ကြည့်ရင်အလိမ့်မကြည့်မလားဘောလုံးသမားကြည့်မလားကျွန်တော်ပဲဗော်လီဘောကြည့်မလားနော်အားကစားမျိုးစုံပြိုင်တဲ့သူတွေမှာလည်းပဲသူတို့ရဲ့ training ground ဆိုတဲ့လေ့ကျင့်ရေးသင်တန်းကာလကအခက်ခဲဆုံးတွေကိုကြော်ဖြတ်ရအဲ့ဒီအခက်ခဲဆုံးအချိန်တွေကိုကြော်ဖြတ်ဘယ်နှလလဲ3လလား4လလား5လလားတစ်နှစ်လား training လုပ်ပြီးတော့ခါကျမှနောက်ဆုံးပြိုင်ပွဲရှင်ပြိုင်တဲ့ခါမှာထူးခြားစွာအောင်မြင်ခြင်းတရဖူကိုစွတ်ခိုးနိုင်တယ်ဆိုတာကိုဒီမှာဖယားကယေရမိကိုပြောတာဖြစ်တယ်ဖယားကယေရမိကိုနေခိုးပဝန်းကျင်မှာနေခံစားနေတဲ့အရာတွေသူတစ်ပါးအောင်မြင်နေတဲ့အရာတွေကိုလိုက်ပြီးမကြည့်ပါနဲ့စိတ်ဓာတ်မကြဘဲနဲ့သူတို့နဲ့ဘယ်လိုရှင်ပြိုင်နိုင်မလဲပြေးနိုင်မလဲဆိုတဲ့အရာပုံမှာစိတ်ထားဖို့ဖယားကပြောတာဖြစ်တယ်ဆိုတော့ဒီထက်ခက်ခဲတဲ့အရာတွေလာအောင်မှဖြစ်တယ်ဆိုပြီးတော့ဘုရားကကျူတင်ပြီးတော့မှမိတ်ဆက်ထားတာဖြစ်တယ်ဆိုတော့ဂျေရမယတက်တာမှာတကယ်ပဲအဲ့ချိန်မှာသူကခက်ခဲလာပြီလို့ထင်ပြီးမဲ့နောက်တမျက်နှာနောက်ရက်တွေမှာသူကပူပြီးကြမ်းတမ်းခက်ထန်တဲ့ပြဿနာတွေကိုရင်ဆိုင်ကျော်လွှားအောင်မြင်ခွင့်ကိုဖယားပြင်ဆင်ပေးတာဖြစ်တယ်ဆိုတာအလိုက်ဒါကိုကျွန်တော်တို့ဒီနေ့ခွန်အားယူဖို့ဖြစ်တယ်ဆိုတော့ဒီမှာဆိုရင်လည်းကျွန်တော်တို့အမေရွယ်တွေရှိတယ်အန်တီတွေရှိတယ်ညီမလေးတွေရှိတယ်ကလေးလေးတွေရှိတယ်ကျွန်တော်ကအနာဂတ်ကဒီထက်ပိုခက်ခဲနိုင်တဲ့အခြေအနေလည်းရှိတယ်ဆိုတာကိုကျွန်တော်မမေ့ဖို့လိုအပ်တာဖြစ်တယ်ဆိုတော့ဒီနေ့မှာကျွန်တော်မောလာပြီးဒီလောက်နဲ့တော်ပြီဆိုပြီးတော့မှကျွန်တော်တို့ဆုံးဖြတ်တတ်တယ်ကျွန်တော်တို့စိတ်ဓာတ်ကြွားမယ်ဆိုရင်ဒီထက်ခက်ခဲတဲ့နေ့ရက်တွေလာရင်ကျွန်တော်တို့ဘယ်လိုရှင်သန်နိုင်မလဲအဲ့ဒါကြောင့်ကျွန်တော်တို့အမြဲဆုံးအမြဲတမ်းကျွန်တော်တို့မှတ်ထားမှာကတော့နံပါတ်1ကျွန်တော်ပြောကြည့်မယ်နော်ဖယားနိုင်ခိုင်မြဲသောယုံကြည်ခြင်းရှိဖို့လိုတာဖြစ်တယ်ပြောကြည့်မယ်နော်ဖယားနိုင်ခိုင်မြဲသောယုံကြည်ခြင်းရှိဖို့လိုတယ်ခက်ခဲတဲ့ချိန်လဲသူယုံကြည်ခြင်းမပြောင်းလဲဘူးလွယ်ကူတဲ့ချိန်လဲမပြောင်းလဲဘူးဖယားပေါ်မှာအမြဲတရားမှတရားကျွန်တော်ယုံကြည်ခြင်းခိုင်မြဲဖို့လိုအပ်တာဖြစ်နောက်တစ်ခုကဇွဲကျွန်တော်ဇွဲပြောကြည့်ပါစို့ဇွဲကျွန်တော်ဇွဲကမရှိရင်မရဘူးတစုံတစ်ခုကိုကျွန်တော်လှုပ်တော့မယ်ဆိုရင်လဲသူဇွဲကကျွန်တော်မရှိရင်ကြော်လွှားလို့မရအောင်မြင်လို့မရဘူးရှင်ပြိုင်လို့မရဘူးဆိုတာကျွန်တော်တွေ့ရတယ်အဲ့ဒါတော့မှကျွန်တော်တို့တခြားကဏ္ဍတွေလည်းဖြစ်သေးတယ်
နော်ကျွန်တော်ဘာသာရေးမှာပူဆိုးမယ်ကျွန်တော်ဖျားနဲ့ပူနီးကတ်နိုင်အောင်ဘယ်လိုပေးဆက်နိုင်လဲပူပြီးတော့မှကြမ်းတမ်းတဲ့အချိန်တွေရှိလာမှာဖြစ်တယ်ကျွန်တော်မှတ်မိတယ်ကျွန်တော်စာအုပ်ဖတ်ထားတဲ့အရာထက်တစ်ခုကဘာလဲဆိုတော့ဒီမိဘမဲ့ကေဟာရှိတာဖြစ်တယ်မိဘရဲ့ကေဟာမှာကလေးတွေအယောက်100နီးပါးစုဝေးထားတယ်ဆိုတော့သူတို့မှာဖယားကိုပဲအားကိုးပြီးတော့မှခေါင်းဆောင်လုပ်တဲ့သူကဘာလုပ်ရလဲဆွတောင်းခြင်းနဲ့အိုးဆောင်ပေးရတယ်ဒါပေမဲ့တရက်ကျတော့ဘာဖြစ်လဲဆိုတော့သူတို့စားဖို့မနေ့စာသူတို့ကမုတ်လေးတွေစားရလေလှုပ်စားတဲ့ပေါင်မုတ်လေးတွေနော်အဲ့ဒါလက်ဖေးလေးနဲ့ဖြောတောက်တာပေါ့နော်ဆိုတော့သူတို့ရဲ့ဂေဟာဆောင်မှာမနေ့စာစားဖို့ရှိတော့အဲ့အယောက်100ကိုဘယ်လိုကြည့်လဲအားနဲ့ခက်ခဲတယ်လေအရန်ခက်ခဲတယ်ဒါပေမဲ့ခေါင်းဆောင်လုပ်တဲ့သူကစိတ်သက်မကြပဲဘာလုပ်လဲစစ်တောင်းဒိုးထောက်စစ်တောင်းတယ်တနာရီလဲတောင်းတယ်2နာရီလဲတောင်းတယ်ဒိုးထောက်စစ်တောင်းတယ်ဖျားရှင်တယ်မနဲ့စာရဖို့စစ်တောင်းတဲ့ခါမှာမနဲ့စာစားဖို့ကိုပကံတွေကိုစပွဲပေါ်မှာသူတို့အလုတ်သမားတွေကတင်ထားပြီးွားပြီအဲ့လှန်ပြီးထဲလိုက်ရုံပဲဒါပေမဲ့ထဲစရာကစားစရာမရှိဘူးဒါပေမဲ့ဘသူမှမပြောတာကလေးတွေအားလုံးကရှိတယ်လို့ပဲထင်တာအဲ့ချိန်မှာတဲ့နော်တကားလာခောက်တကားခောက်တန်ကြထောက်တောက်တောင်းဆိုပြီးတကားလာခောက်တဲ့ခါမှာအဲ့မြို့ထဲမှာမုတ်ထုတ်လို့ပိုင်ရှင်မုတ်စိတ်ယုံလုပ်တဲ့ပိုင်ရှင်ကဒီမုတ်တွေကိုဒီမိဘဟဲ့ကေဟာမှာပေးချင်တဲ့ဆန္ဒညကလေးကဖြစ်တာတဲ့ညကလေးကဗာလဲသူပေးချင်နေတာစောင့်နေတာဒီတကားကိုဘယ်တော့ဖွင့်မလဲဆိုတာကိုစောင့်နေတာဆိုဖြစ်ချင်တော့အဲ့ခေါင်းဆောင်ကြီးကသူစွတ်တောင်းတာကိုဒီမုတ်ပိုင်ရှင်တထေးကြီးကဖယားကသူ့ထဲမှာဗာလုပ်ပေးလိုက်လေပေးချင်တဲ့ဆန္ဒရှိအောင်လန်ခင်ပေးလိုက်နိုးစော်ပေးလိုက်ဆိုတာကြောက်တွေ့ရဆိုတော့တကားဖွင့်ပြီးတော့အကုန်လုံးကမုတ်တွေပေးပြီးတော့မှတောက်စရာတွေရောစားစရာတွေရောအကုန်လုံးတွက်စင်ကြည်သွားတဲ့ခါကျတော့အရန်အံ့ဩတယ်ပေါ့နော်အလုတ်သမားတွေရောအပိုင်ရှင်ကိုနိုင်ကအံ့ဩတယ်ဖယားမဆရတယ်ဆိုတာကိုခံယူတာဖြစ်တယ်ဆိုတော့ဒီလိုအခက်ခဲတွေရှိလားမရှိဘူးလားသူတို့မှရှိတယ်ဒါပေမဲ့အတော်ကြီးကွာခက်အရန်ခက်လို့နားတော့မယ်တခြားလောက်ပြောင်းလို့မယ်လို့မလုပ်ဘူးသူတို့ဆိုတော့သူတို့အမြဲတမ်းမလုပ်ထားလေဆိုတော့ဖျားနဲ့ဖက်တွေထားပြီးတော့မှအတူတကွခြေလန်းတာဖြစ်တယ်ဆိုတာကိုကျွန်တော်သိရတာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဒီကျမ်းပိုက်မှာလည်းပဲပြောထားလေဆိုတော့နေရမီးကသူ့ဘဝကအရန်ခက်တယ်လို့သူကသူမြင်တယ်တော့ဘေးပဝန်းကျင်လူတွေအောင်မြင်နေကြပြီသူကသူမြင်တယ်ဖျားစီမှာပြောတဲ့ခါကျတော့ဖျားကခြေသေးတို့နဲ့ပြန်ပြီးလို့မောရင်မြင်းသေးတို့နဲ့အတူရှင်ပြန်ပြီးရင်ဘယ်လိုလုံမှာလဲตายရစွာနေရတဲ့မြို့မှာမောပြီးပြင်ပန်းနေတယ်ဆိုရင်ဒီထက်ခက်ခဲတဲ့အရာတွေရှိတဲ့နေရာရောက်ရင်ဘယ်လိုနေနိုင်မလဲဆိုပြီးတော့မှခွန်အားပေးထားတာကိုကျွန်တော်တွေ့ရတယ်အဲကြောင့်ဖခင်ကစိတ်သက်မကြဘူးအမြဲပြောပြတာဖြစ်တယ်ဒီထက်ခက်ခဲတဲ့ဟာလာအောင်မယ်တွေ့အောင်မယ်ဒါပေမဲ့စိတ်သက်မကြနဲ့အဇွဲရှိစွာကြော်လွှားဖို့ဆိုတာကောဆိုတဲ့ຢာကိုကျွန်တော်တို့ဒီနေ့မှာခွန်အားအတူတကွယူတာဖြစ်ပါတယ်လို့နော်ဆိုတော့ကျွန်တော်အသက်တာမှာလည်းပဲဒီနေ့ထက်မနေ့ပြန်ခက်ခဲနိုင်လားမခက်ခဲနိုင်ဘူးလားခက်ခဲနိုင်တဲ့တိုင်းပြည်ချီနေတော်၎င်းကျောင်းစာဝတ်ရေးတော်၎င်းနော်ကျွန်တော်ဘေးပတ်ဝန်းကျင်ယာတီဥတို့နော်အဖြစ်ပြက်တွေရတော်၎င်းဘေးအန္တရာယ်စုကျူးတွေအများကြီးရှိလာနိုင်တဲ့နေ့ရက်တွေကိုအရှိမစောင့်နေတယ်ဆိုတာကိုကျွန်တော်တို့သိဖို့ဖြစ်တယ်ဆိုတော့ဒီနေရာမှာပဲစိတ်ဓာတ်ကြတော့သူမဟုတ်ဘဲနဲ့မောတော့သူမဟုတ်ဘဲနဲ့မနေ့ပြန်ဒီတက်ခက်လာရင်လေကြော်လွှားမယ်ဆိုတဲ့စိတ်ဓာတ်နဲ့ခွန်အားနဲ့ကျွန်တော်တို့ကြော်လွှားဖို့ဖြစ်ပါတယ်နောက်တစ်ခုကျတော့ကျွန်တော်မစ်ရှင်မှာလည်းပဲကျွန်တော်လှုပ်လာတာ
နှစ်3နှစ်4နှစ်လောက်ထဲရောက်သွားပြီပေါ့နော်ဆိုတဲ့အခါကျပရမလူတွေဘယ်ရောက်သွားပြီလဲပရမနှစ်ချင်းခံတဲ့သူတွေဘယ်လိုဖြစ်သွားတာလဲဆိုပြီးတော့မှကျွန်တော်တို့အားငယ်တတ်တယ်ဖယားကိုပြောတဲ့ကျွန်တော်တို့ဆရာမနဲ့တိုင်ပင်ထားတာဘယ်နှလစောင့်လဲနှစ်ချင်းခံမှုလဲဘလို့ဟာလားစောင့်လဲစောင့်ကျွန်တော်လှုပ်ထားဒါပေမဲ့ထင်ထားတဲ့အတိုင်းမဖြစ်တဲ့အရာတွေခက်ခဲတွေကြမ်းတမ်းတဲ့အရာတွေကျွန်တော်ကြုံတွေ့လာတဲ့အခါမှာတခါတည်းအားငယ်ပြီးတော့မှစိတ်ပြတ်တတ်တယ်အရန်ตาရနေတဲ့အချိန်မှာဝုန်းကနေမုံတိုင်းတွေထားပြီးတော့မှပြောင်းဆန်တဲ့အချိန်လဲရှိမှဖြစ်တယ်ဆိုတော့ဒီချိန်လူတွေကိုကျွန်တော်တို့အကုန်လုံးဖယားကိုဖက်တွယ်ထားမယ်ဖယားရဲ့ထံမှာကျွန်တော်ယုံကြည်ခြင်းကိုခိုင်မြဲစွာထားထားမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီထက်ခက်တာလာအောင်မယ်တဲ့အဲ့ဒီအရာတွေကိုလည်းကြော်လွှားနိုင်မှာဖြစ်တယ်ဆိုတော့အောင်မြင်ခြင်းကိုဘုရားပေးမှာဖြစ်တယ်ဆိုတဲ့အရာလေးနဲ့ပဲဒီလောက်ပဲကျွန်တော်ခွန်အားပေးချင်ပါတယ်